သူခင်သူတူကရုပ်တွင်မူရာခံရနေရှင်းသလို့ဆိုပြေတွေ့သူမြင်သူမေကိုညှို့ဆွဲယူနေလွမ်းမွေဝေဝေချစ်သူခင်သူတူကရုပ်တွင်မူရာခံရနေရှင်းသလို့ဆိုပြေတွေ့သူမြင်သူမေကိုညှို့ဆွဲယူနေတန်ဝါဝါချိုအေးတေးတန်စေမင်္ဂလာခါတနေ့ကသူရည်တည်သံမြူပြန်လိုက်ဝင်မမျော်လင့်မဲ့ဆုံးတွေ့တယ်လို့မမေ့ဘူးချစ်သူရဲ့တန်ကြတာမှန်းစားရင်နဲ့လွမ်းရဲ့လေးကြာရှိဒီဝေဝေသူအပြော